မင်္ဂလာပါဒါလေးကတော့ကျွန်တော်ဒီ C ဆိုကြတရားတွေပေါ့နော် plate ကာတာတွေဘောက်ကာတာတွေအဲ့ဒါတွေရဲ့ဒီကျွန်တော်ဒီ structure ရဲ့ joint တွေမှာဒီအများဆုံးအသုံးပြုတဲ့ဒီကျွန်တော်တို့ torsion type high tension high strength ပို့တွေပဲဖြစ်ပါတယ်ဒီ S stand D ဆိုတာကပေါ့နော်ဒီ S ဆိုတဲ့စကားလုံးလေးကကျွန်တော်တို့ဒီ shear ကိုစားပြုပါတယ်ဒီနောက်ကဒီ tan ဆိုတာလေးကသူ့ရဲ့ဒီ tensile strength 1000 megapascal ဆိုတာကိုဆိုလိုရင်းဖြစ်ပါတယ်ဒီ site တွေကတော့ဒီ M20 M22 M24 စသဖြင့်ဒီအမျိုးမျိုးရှိကြပါတယ်ဒီကနေ့ပြောချင်တာကတော့ဒီကျွန်တော်တို့ Toshiya type ဒီ high strength ဘိုးရဲ့ဒီ yield strength နဲ့ tensile strength ကိုဘယ်လိုစမ်းသပ်လဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီ view file လေးနဲ့ပြချင်တာဖြစ်ပါတယ်ဒါကတော့စမ်းမဲ့ဘူလေးကိုဟူတာသို့မဟုတ် grid ထဲကိုထည့်ထားခြင်းဖြစ်ပါတယ်ဒီစက်ကိုစရမ်းပြီဆိုတာနဲ့ကျွန်တော်ဒီပေါ် screen ပေါ်မှာဒီ string cut ကလေးတက်လာပါပြီဒီ bow failure ဖြစ်တဲ့အချိန်ထိဆိုရင်ကျွန်တော်ဒီ test လုပ်ရတာ10 မိနစ်ခွဲသို့မဟုတ်2မိနစ်လောက်တော့ကြာပါတယ်ဒါဆိုရင်ကျွန်တော် test လုပ်တာပြီးဆုံးသွားပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ dialog box လေးမှာဟောဒီ string cut ကလေးမှာဟောရင်းနဲ့ tensile strength ကိုပေါ်ပြပေးပါတယ်ဒါကတော့ကျွန်တော်တို့ဒီစမ်းသပ်တဲ့ဘူfailure ဖြစ်သွားတဲ့အနေအထားပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ